ဂိမ်းစော့နေရင်းနဲ့ကောင်လေးဟာစပွဲပေါ်မှာတင်ထားတဲ့ဖန်ခွက်နှစ်ခွက်ကိုသတိထားမိသွားတယ်။ရုတ်တရက်ဆိုသလိုတစ်ကောင်ပေါ်လာပြီးဖန်ခွက်တစ်ခွက်ထဲမှာအစိတ်ပါပြီးနောက်တစ်ခွက်ထဲမှာတော့အစိတ်မပါဘူးလို့ကောင်လေးကိုပြောတယ်ပြီးတော့တစ်ခွက်ကိုရွေးခိုင်းတယ်။ကောင်လေးကဘဲဘက်ကဖန်ခွက်ကိုရွေးလိုက်ပြီးကြွက်ကိုအဲ့ဒီထဲခုန်ချခိုင်းလိုက်တယ်။ဒါပေမဲ့ကြွက်ဟာအရင်နဲ့ထိမိလိုက်တဲ့ခဏမှာပဲချက်ချင်းတေးသွားခဲ့တယ်။ကောင်လေးကဂိမ်းရှုံးသွားလို့စိတ်ပြတ်သွားပေမဲ့သူ့မှာအသက်နှစ်ချောင်းကျန်သေးတယ်။ဒီတစ်ခါတော့သူကကြွက်ကိုညာဘက်ကဖန်ခွက်စီခေါ်သွားတယ်။ဒါပေမဲ့ခုံချလိုက်တဲ့စက္ကန့်မှာပဲထပ်တူညီတဲ့အဖြစ်အပျက်မျိုးထပ်ဖြစ်ခဲ့ပြန်တဲ့အခုတော့ကောင်လေးစိတ်တူလာပြီးတကယ်တော့ဒီဂိမ်းဟာရွေးချယ်မှုနှစ်ခုစလုံးမှားနေမှန်းသိသွားတဲ့အခါကျောင်းသားတွေဘယ်လိုတုံ့ပြန်မလဲဆိုတာကိုစမ်းသပ်ဖို့ကျောင်းကဖန်တီးထားတာဖြစ်နေတယ်။ဂိမ်းကမတရားညစ်ထားမှန်းကောင်လေးချက်ချင်းရိပ်မိသွားတယ်။ဒါပေမဲ့သူ့မှာအသက်တစ်ချောင်းပဲကျန်တော့တယ်။သူ့တငယ်ချင်းကသူဘာလုပ်မလဲလို့မေးတော့ကောင်လေးကဘာမှမရွေးဘူးလို့ပြောလိုက်တယ်ပြီးတော့သူကကြွက်ကိုထိန်းချုပ်ပြီးဖျက်ရဲ့မျက်လုံးထဲကိုတက်တက်မမတ်ပြစ်လွတ်လိုက်တယ်ဟာနာကျင်စွာအော်ဟစ်ပြီးအဲ့ဒီနေရာမှာတင်လဲကျတိတ်ဆုံးသွားခဲ့တယ်။နောက်ဆုံးတော့ကောင်လေးဂိမ်းအောင်မြင်သွားခဲ့ပြီးဒါပေမဲ့သူ့မျက်လုံးထဲကကျေနပ်အားရမှုကိုမြင်ပြီးသူ့တငယ်ချင်းမှာတင်မတက်ကြောက်လန့်သွားခဲ့ရတယ်။တစ်ချိန်တည်းမှာပဲသူစော့နေတာကိုစောင့်ကြည့်နေတဲ့နီးပြတွေကတော့သူတို့ရဲ့နောက်ထပ်ရထားခံရသူကိုရှာတွေ့သွားပြီဆိုတာသိလိုက်ကြတော့